e-football ကစားတဲ့အခါမှာစိတ်လောပြီးတော့အမားတွေလုံနေတော့မလားဘိုးစပေးလိုက်ရတဲ့အချိန်မှာကမ်ဘတ်ဖို့အတွက်ခက်ခဲနေတော့မလားဒါဆိုရင်တော့ကမ္ဘာချန်ပီယံဂျူနင်ဟိုပွဲစဉ်မှာဗယ်ဂျီယန်ကစားသမားအေဗီဒက်ကိုဘယ်လိုမျိုးအနိုင်ယူပြသွားလဲဆိုတာကိုကြည့်သွားပါဒီဗီဒီယိုကကျွန်တော်ညီကိုတွေအတွက်လေးလာသင်ယူစရာတွေအများကြီးရလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်သွားဖို့လည်းမျှော်လင့်ပါတယ်ဂျူနင်ဟိုကဒီပွဲမှာ formation လေးလေးနစ်နဲ့ပွဲထွက်လာတယ် playing style quick counter playing style နဲ့တစ်ဖက်ကဘယ်ဂျီယန်ကစားသမား AB တက်က 4-2-1-3 ဆိုတဲ့ formation နဲ့ပွဲထွက်လာတယ် playing style ဒီ quick counter playing style ပဲဖြစ်ပါတယ်အဲ့တော့ in game ထဲမှာဘယ်လို strategy တွေဘယ်လို technique တွေကိုသုံးပြီးတော့ကစားသွားလဲဆိုတာကိုလေ့လာကြည့်အောင်ဒီမှာဂျူနင်ဟိုကမက်ရှက်ကိုတေချာလေးသုံးပြသွားတယ်ဘလုံးဆွဲလာတဲ့ကစားသမားကိုဝင်ပြီး pressure မပေးဘဲနဲ့ဒီဘက်ကလိုပဲမက်ရှက်နဲ့လိုက်ပြီးတော့ဘလုံးပေးမဲ့လမ်းကြောင်းကိုဖျက်တော့ပြီးလူသွားတာပါဒါပေမဲ့တစ်ဖက်ကဘယ်ဂျီယန်ကစားသမားကလည်းမက်ရှက်ကိုတေချာလေးပြန်သုံးပြသွားတယ်ခင်ဗျဒီမှာဆိုသူဂျူနင်ဟိုရဲ့အမှားအနေပဲဂိုးရသွားတယ်ဒီကိုဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်အနေလေးနဲ့တေချာပြန်ပြီးတော့ရှင်းပြပေးမယ်လုံးကိုဒီဘက်ကိုပြန်ပြန်လို့ Fire and Torrent နဲ့ switch တန်းပြီးတော့ switch ပြီးတော့ဒီဘက်ကို marking ကတ်တယ်ဒါပေမဲ့ဖြစ်ချင်တော့ရှီကိုတန်းပြီးတဲ့အချိန်မှာ Rafinha ကအဲ့ဒါမက်ရှက်ကိုတစ်ချက်နှိပ်လိုက်တဲ့အချိန်မှာသူကာသွားပြီးတော့ဘောလုံးရလာတဲ့အချိန်မှာဒီလမ်းကြောင်းထဲမှာရှိနေတဲ့ Fire and Torrent ကိုထိုးပေးတယ်အဲ့ချိန်မှာကျွန်တော်တို့ထင်တာကျွန်တော်တို့ဒီချိန်မှာစုံတက်လိုက်ပြီလို့ထင်ပေမဲ့ဒီမှာနောက်မှာပါလာတဲ့ကစားသမားတို့တစ်ခါလေးခင်းပေးပြီးတော့အခွင့်အရေးကိုသုံးချသွားတာတကယ်ကောင်းတဲ့ဂိုးပါအဲ့မှာဘယ်ဂျီယန်ကစားသမားပထမဦးဆုံးဦးဆောင်ကိုရသွားတယ်ဗယ်ဂျီယန်ကစားသမားသုံးသွားတဲ့ပုံစံမျိုးတစ်ချက်ကြည့်ပါအဲ့မှာကောင်လေးကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်နော်ကောင်လေးကိုကျွန်တော် switch ဒီကာဆာကောင်လေးမှာပဲထားပြီးသူပေးမဲ့လမ်းကြောင်းကိုလိုက်ပိတ်သွားတာလေတော်တော်လှတယ်ဗျဒီမှာ e-football ကစားတဲ့လူတွေအများတန်းမှားလေးရှိတဲ့အမှားလေးတစ်ခုပါ final တက်စုံတွေကိုဘောလုံးပေးတဲ့အခါမှာအရန်လောသွားတာပါဒီမှာလမိုင်းရမယ်စီကိုဘောလုံးရောက်တဲ့အချိန်မှာလီဗန်ဒေါစကီကိုကတ်ထားတဲ့မာကင်တွေ2ယောက်ရှိနေအောင်သူတန်းပေးလိုက်တဲ့အချိန်မှာဟိုဘက်ကဂျာဖြက်လူပြီးတော့ဒီဖြတ်ထုတ်သွားတယ်ဒီလိုအမားတွေခဏတိုင်းလုံးပြီးနေတတ်တယ်ကျွန်တော်တို့လည်းဒီမှာလည်းအဲ့လိုအမှားမျိုးထပ်တွေ့ရတယ် final တက်စုံတွေကိုဘောလုံးပေးတဲ့အခါမှာအရန်စိတ်လောနေတာကိုကျွန်တော်တွေ့ရတယ်ဂါဗီဒီမှာတန်းပြီးတော့မျောထိုးတယ်လီဗန်ဒေါစကီနောက်နဲ့ပြန်ချပြီးတော့ပြန်ပြီးထိုးတဲ့အခါမှာအရန်ကိုလောနေတယ်ဂျူနင်ကိုပြန်ရသွားတဲ့ဂိုးမှာဆိုရင်တော့သူ့ရဲ့ game sense ရော vision ရောကိုကျွန်တော်မြင်ခဲ့ရတယ်။နောက်တစ်ချက်ကြည့်ကြည့်ပါ Rafinha ယော်နိုစကီကိုပေးတယ်။ဒီမှာလမ်းကြောင်းထဲကိုပြေးဝင်သွားတယ်လမိုင်းရမယ်ကိုအကောင်းဆုံးသုံးချသွားတယ်။တော့ဒီဂိုးမှာဘလို့နီးစနစ်တွေကိုသုံးသွားလဲဆိုတော့ကျွန်တော်ပြန်ပြီးတော့လေ့လာကြည့်အောင်။ဒီမှာဆိုရင်ဘောလုံးကမြေပေါ်ကိုတန်းကျလာတာနဲ့ကျွန်တော်ဒီဘောလုံးရှိတဲ့နေရာကိုပဲသူကြည့်နေရမှာမဟုတ်ရှေ့မှာလွတ်နေတယ်။ Rafinha space ကောင်းကောင်းရနေတယ်။အဲ့မှာကျွန်တော်လောင်းမတန်းပေးတယ်။အဲ့ vision ကတကယ်ကျွတ်စင်နော်။ Rafinha နေမှာတစ်စင်လီဗန်ဒေါစကီကိုချတယ်လီဗန်ဒေါစကီလွတ်သွားဒီမှာ Roman flat play style နော်လမိုင်းရမယ်ရဲ့ Roman flat play style ရဲ့အားသာချက်ကအဲ့ဒါပဲအဲ့တော့သူကဂိုးရတဲ့ကိုပြေးဝင်ပြီးတော့အပိုင်ကန်သွင်းသွားတယ်အဲ့မှာ1-1ဖြစ်သွားတယ်ပွဲကဒီမှာဆိုရင်တစ်ဖက်ကဘယ်ဂျီယန်ကစားသမားမက်ရှက်သုံးသွားတဲ့ပုံစံဒီအရန်အနှဲငယ်အားနည်းသွားတာဖြစ်တဲ့ဒီမှာ Rafinha speed လွတ်သွားတယ်လီဗန်ဒေါစကီစုံတက်တယ်တိုင်မန်သွားလို့ကန်ကောင်းသွားခဲ့ရဒီမှာတစ်ချက်ကြည့်ပါFire and Torrent ဒီမှာ Rafinha ကိုပြန်ခင်းပေးတယ်သူ Fire and Torrent နဲ့ပြန်တွဲရနော်အဲ့မှာကာဆာဒီဂါဗီပေါ်မှာပဲသူတင်ထားတာအဲ့အချိန်မှာတစ်ဖက်ကပြေးထောက်တဲ့အချိန်မှာ Rafinha ကလွတ်ထွက်သွားတာမှန်တကယ်ဆိုရင်ဒီဂါဗီနဲ့လိုက်ပြီးတော့မက်ရှက်မပေးသင့်ဘူးအဲ့မှာကန်ကောင်းလို့တာသူတိုင်မှန်ပြီးတော့ဂိုးမပေးခဲ့ရတာဒီမှာဆိုဘယ်ဂျီယန်ကစားသမားကရှေ့ကိုပဲဘောလုံးပေးဖို့အရန်စိတ်စောနေတယ်ဒီ blade နဲ့မက်ရှက်ကိုတခြားသုံးပြီးတော့လိုက်ကတ်ထားတာအောင်သူကရှေ့ကိုမျောထိုးပေးခြင်းတယ်ဒီအမားမျိုးကိုကျွန်တော်တို့မလုပ်သင့်ဘူးဒီမှာတော့တူနီယန်မားမျိုးကိုဘယ်ဂျီယန်ကစားသမားကနှစ်ခါထပ်မလို့တော့ဒီမှာ Rafinha နောက်ကိုပြန်ချရဲသူတခါရဲ Rafinha နဲ့ရှေ့ကိုပြေးတာနော်ဂျူနင်ဟိုကဒါပေမဲ့ဒီကောင်တင်းနဲ့ပဲသူလိုက်ကတ်ထားတယ်ပထမပိုင်းကတော့တကိုးဆိုတဲ့ရလက်နဲ့ပြီးဆုံးသွားတယ်ခြေသွမ်းရဂျူနင်ဟိုကအနှဲငယ်အသာစီးရရှိနေတယ်ဂျူနင်ဟိုရဲ့အကောင်းဆုံး movement နဲ့ဂိုးသွားတဲ့ဂိုးလေးတကူကိုကျွန်တော်ပြမယ်နော်မကာဗီနဲ့သူ့ကို present ဝင်မပေးတဲ့အချိန်မှာသူကဘောလုံးကိုကင်ထားတယ်နော် space အလိုကြီးထဲမှာဘောလုံးကင်ထားတယ်အဲ့မှာနောက်မှပါလာတယ်
ပရီကိုချပေးတယ်ရှေ့မှာလီဝမ်ဒေါက်စကီနဲ့1-2တစ်ခါလေးရိုက်တယ်ဒီမှာရာဖင်ကပြန်ရလာပြီးဂျားတဲ့ line နဲ့ကိုထိုးပေးတယ်အဲ့မှာသူအဆုံးမသက်ပဲတစ်ခါလေးခောက်ပြီးတော့လီဝမ်ဒေါက်စကီကိုတုံးသွားတာအဲ့မှာဒီဂျူနီဟိုကဥဆောင်ကိုပြန်ရတယ်အဲ့တော့ဒီဂိုးမှာသူဘယ်လို technique တွေသုံးသွားလဲဆိုတော့ကျွန်တော်တခြားလေးပြန်ပြီးတော့လေ့လာကြည့်အောင်ဒီမှာဆိုဂါဗီဒီ space အကျယ်ကြီးရနေရနော်သူဘောလုံးတမ်းမပေးဘူးဘောလုံးကင်ထားတယ်အဲ့မှာတစ်ဖက်ကကစားသမားကဝင်ပြီး pressing မပေးဘူးအဲ့မှာအားကြောင့်သူဘောလုံးကိုကင်ထားတာဘောလုံးကင်ထားပြီးနောက်တန်းလူတွေကိုရှေ့ကိုဆွဲခေါ်နေတာအဲ့မှာ battery အဲ့မှာဒီမှာလီဝမ်ဒေါက်စီ space ရသွားတယ်အဲ့အချိန်မှာသူ1-2တစ်ခါရိုက်ဖို့ထွက်တယ်ဒါပေမဲ့နောက်ကိုတစ်ချက်လှည့်ပြီးတော့ဒီဘေးမှာပါလာတဲ့ Rafael နဲ့တွဲပြီးလမ်းကြောင်းထဲကိုတစ်ခါထိုးပေးတာဒါပေမဲ့ तू ကအဲ့မှာလမ်းကြောင်းထဲထိုးပေးလို့မဖြစ်ပဲနောက်ကိုတစ်ချက်ပြန်လဲအဲ့မှာလမ်းကြောင်းထဲထိုးပေးတာဖြစ်ပြီး तू တခါလဲခောက်ဖို့ तू အုံနောက်ကတွေးပြီးသားနော်အဲ့မှာကိုရသွားတာအဲ့တော့ဒီကိုကတကယ်ကိုတွဲညီညီနဲ့တွဲသွားတဲ့ကိုတကယ်ဂျူနီယိုရဲ့အကောင်းဆုံး movement နေတဲ့တခုပဲအဲ့တော့စိတ်အေးနဲ့ကစားပြသွားတာတကယ်ကောင်းတဲ့ကိုပါဗျာနော်ဒီပွဲမှာ2ဂိုးထိုးရရလက်နဲ့ဂျူနီဟိုကအနိုင်ရရှိသွားတယ်ချန်ပီယံဖြစ်သွားတယ်အဲ့တော့ဒီပွဲကနေကျွန်တော်တို့ဘာတွေရလိုက်လဲဆိုတာကိုပြန်ပြီးတော့စမ်းစစ်ကြည့်အောင်ပထမဦးဆုံး final တက်ဆုံတွေကိုဘောလုံးပေးတော့မယ်ဆိုရင်တတိထားပါစိတ်မလောပါနဲ့ဒုတိယတစ်ချက်ကကိုယ့်ရဲ့အမှားကြောင့်ပေးလိုက်ရတဲ့ဂိုးကိုပဲကျွန်တော်ဒီခံစားမနေပဲနဲ့ပွဲကိုပြန်ပြီးတော့ထိန်းချုပ်ပြီးအနိုင်ရလက်ကိုဖော်ဆောင်သွားတယ်ဒါကကျွန်တော်တို့တကယ်သင်ခန်းတွေယူသင့်တဲ့ပွဲတွေပါအဓိကကဘာလဲဆိုတော့ဒီပွဲမှာရလိုက်တာကစိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးစော့ဖို့ပါပဲဒီလို analysis video တွေကိုကြားနေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ channel လေးကို subscribe and like လေးလုပ်ပေးသွားကြပါအောင်ကျွန်တော်နောက်ထပ်လည်းဒီလို analysis video တွေကိုထပ်ပြီးတော့တင်ဆက်သွားဖို့ကြိုးစားပါအောင်ခင်ဗျ